အခါအဖိုးအဖွားဆရာသမားအစာသားတွေ30တော်ကျင်လေကုန်သောဝိနည်းဒုက္ခိတာဒုက္ခိတာတတဝါအပေါင်းတို့အားသဗ္ဗဒေဝတာနာအလုံးစုံသောကိုယ်ဆောင်နာစေတီတော်ဆောင်နာဖရာဆောင်နာတစောင်းဆောင်နာကျောင်းဆောင်နာအိမ်ဆောင်နာလမ်းဆောင်နာရက်ွယ်ဆောင်နာအာကာသဇုဘုံမဇုယုဂဇုနာအပေါင်းတို့အားအာစီမာအမြအမြပြဝေပါကုန်၏လုံးစုံများစွာတတဝါတို့သည်နတ်ထေဝါတို့သည်ကုသိုလ်ပြုလို့အကျွမ်းုပ်တို့နှင့်ထတ်တူထမ်းမြညီတူညီမြကုသိုလ်ကောင်းမှု၏ဘုဘာကဘဝဝါကိုရရှိကြ၍ဝမ်းမြောက်မှုမောသာဓုအနုမောဒနာခေါ်ဆိုနိုင်ကြပြီလေကိုယ်စိတ်နှပြကျမ်းမာချမ်းသာကြသည်ဖြစ်ကြပါစေသောယေတံကတံသူဝိရိတံဒိဏံပုညဖလမေယယေဇရတမေနာဇာနန္တိဒေဝကန္တဝါနိဝိတေယောယေတံသက္ကနာဌာနာချင်းတိခိမကွာစေတတဝါတို့သည်ကတံပြုသူဇိဘဝတ္တဝါတို့ကျွန်ုပ်တို့ရဲ့ယနေ့ယခုငါပဋ္ဌာန်းငါအုပ်ကြီးကိုအတ္တမစေရွတ်ပါကုသိုလ်ဝေကုသိုလ်ကောင်းမှုကြီးကိုစီရင်ခြင်းပါပြုလုပ်ကြရာ၌ပြုလုပ်ခဲ့သမျှသောကုသိုလ်ကောင်းမှုအစုသူတို့ကိုသူဝေဒီတံအမြဝေတံကြာရာများ၍အမှန်ဆက်ဆက်သင်ကြားစွာတရား၏ဒီသံသတ္တနာဒါနာချင်းဤခီမခွာတို့တတဝါတို့အားမယာအမိကုသိုလ်ရှင်ကောင်းမှုရှင်ဖြစ်ကြကုန်သောကျွန်ုပ်တို့သည်ဘုံညဖလံကောင်းမှုအကျိုးတတုစီပင်ကုသိုလ်ရင်ကိုခိဏရကြပါစေမေတ္တာရည်ဖြင့်ဘေဝေဖြာပြုလိုက်ပါပြီယေဇတတจิตတာကွာခြားတပါးနဲ့ဖြင့်ရရှိသွဲတွင်ကြီးငယ်တွေကကျင့်တတ္တဝါပေါင်းများစွာတို့သည်တသမိထိုကျွန်ုပ်တို့ရဲ့ယနေ့ယခုပြုလိုရသောကုသိုလ်ကောင်းမှုကြီးကို